location software ကနေပြီးတော့မှကျွန်တော်တို့ hotel တို့မဟုတ်စားတောက်ဆိုင် coffee ဆိုင် ATM ပုံးရှာခြင်းနဲ့ဆိုရင်ဘယ်လိုရှာရမလဲဆိုတာကျွန်တော်လိုက်ပြပေးမယ်နော်ဟုတ်ပြီအရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဘာတွေလိုလဲဆိုတော့ဒီမှာဒီ app လေးရှိဖို့လိုတယ်နော်ဒါကတော့ဖုန်းတိုင်းရှိရနော်ဖုန်းတိုင်းရှိရင်ဒီ app လေးအဲ့ထဲကိုဝင်လိုက်ဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာကြည့်ဒီမှာကြည့်နော်ကိုနေတဲ့နေရာဒါကတော့ကိုလက်ရှိရောက်နေတဲ့နေရာပါနော်ဒါကကိုလက်ရှိရောက်နေတဲ့နေရာဖြစ်တယ်โอเคအဲ့တော့ကျွန်တော်ကဒီမှာ ATM ပုံးကိုရှာမယ်ပေါ့နော် ATM ပုံးကိုရှာမယ်ဒီမှာကျွန်တော်တို့ဒီမှာဆိုရင်စားတောက်ဆိုင်ဆိုရင်စားတောက်ဆိုင်နော်ဒီမှာဈေးဝယ်မယ်ပေါ့နော်ဒါတက်စီဆိုင် coffee ဆိုင် hotel ကုန်စုံဆိုင်ဒီမှာ ATM နော် ATM တော့ ATM ကိုရှာမယ်အဲ့တော့ ATM ကိုနှိပ်လိုက်နော်ကိုနဲ့နီးတဲ့နားမှာ ATM ပုံးပဲနေရာမှာရှိလဲဆိုတာပေါ့နော်ဒီမှာ location တွေပေါ်လာတယ်နော် location တွေပေါ်လာတယ်ကိုရဲ့နီးတဲ့နေရာကျွန်တော်တို့ဥမာတစ်ခုခုကျွန်တော်နှိပ်လိုက်ရွေးလိုက်ပေါ့နော်ဟုတ်ပြီနော်ဒီမှာ10မိနစ်သွားရတယ်နော်ကိုနေတဲ့နေရာနေပြီးတော့မှ location ဒီ ATM ပုံးကို10မိနစ်သွားရတယ်နော်ဒါနည်းနည်းလေးပဲနော်အဲ့တော့ဒါကျွန်တော်တို့နေတဲ့နေရာနေပြီးတော့မှကိုသွားခြင်းတဲ့နေရာကိုရှာခြင်းတဲ့ဟာတွေပေါ့နော်အဲ့တော့ location မှာကျွန်တော်အဲ့လိုကိုရှာလို့ရတယ်ဒါတော့မတိတဲ့လူတွေကျွန်တော်လာပြီးတော့ပြပေးတာဖြစ်ပါတယ်အားလုံးလည်းအဆင်ပြေကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်โอเคဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကျွန်တော်ရဲ့ကောက်ကိုလည်း follow လုပ်ထားဖို့အတွက်လည်းမမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်